Hello အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ပဲနီလေးကိုပြန်ဖွာပြီးတော့ကြော်တယ်ပဲရီဘွားကြော်နီးလေးကိုမြောက်ဦးပြပါမယ်တော်တော်များများကပဲကိုဒီလိုမျိုးပြန်ကြော်တာကိုကြိုက်ပေမဲ့ဘလို့နီးနဲ့ကြော်ရမယ်ဆိုတာမသိပါဘူးအဲ့တော့အရင်ဆုံးအိုးပူပူတွေကိုပဲတွေကိုထည့်လိုက်ပါမယ်နားလည်းလွယ်အောင်ပြောရမယ်ဆိုရင်တော့လှော်လိုက်တာပေါ့နော်အဓိကပဲမှာကပဲရီဘွားကောင်းကောင်းတစ်ခုထွက်လာလို့ဆိုရင်အချက်နှစ်ချက်လိုပါတယ်အဲ့ဒါကတော့ပဲကိုနာလှော်တက်ရမယ်ပြီးရင်ပဲလက်ရမယ်ပေါ့မလက်တဲ့ပဲဆိုလေဘယ်လောက်လှော်ပဲကပွားပဲသားကပွားတက်မလာပါဘူးပဲလက်တယ်ဆိုရင်အခုလိုမျိုးဖြက်မြည်ပါတယ်ကဲအခုဆိုရင်တော့ဒါပဲလေးတွေကိုဆက်ပြီးတော့လှော်ပါမယ်လှော်လို့တဖြည်းဖြည်းနဲ့ပဲသားလေးတွေကညိုလာတဲ့အထိကျမတို့လှော်ရမယ်ပေါ့နော်အဲ့ဒီအချိန်မှာမီးပြင်းပြင်းနဲ့မလှော်ပါဘူးမီးပြင်းပြင်းနဲ့လှော်လို့တူတူကြီးဆိုလည်းမကောင်းဘူးပေါ့နော်မီးအေးလေးနဲ့လှော်မယ်လှော်ရင်းနဲ့မှအခုလိုမျိုးပဲလေးတွေကညိုလာပြီဆိုရေလေးထည့်ပြီးတော့ပြုတ်ပါမယ်တချို့ကလည်းဒီလိုမျိုးမလော်ဘူးပေါ့နော်ဘယ်လိုလုပ်လဲဆိုတော့မနေ့ပြန်လို့ချက်မယ်ဆိုရင်ရေတညစိန်ထားလိုက်တာပါအဲ့ဒီနီးလေသုံးလို့ရပါတယ်ရှင်အဲ့ဒါဆိုရင်တော့သူကလုံးဝကိုလှော်စရာမလိုတော့ဘူးပေါ့နော်ပဲကိုကျမတို့မီးအေးလေးနဲ့အခုလိုမျိုးအခြေအနေလေးအပြားလေးတွေရတဲ့အထိအရန်ပျော့ကြီးပြဲသွားတဲ့အထိမဟုတ်ဘူးပေါ့နော်အနေတော်လေးရတဲ့အထိကိုကျမတို့ပြုတ်လိုက်မယ်အခုကိုလိုချင်တဲ့အနေထားလေးရပြီဆိုတော့ကျွန်မအိုးပေါ်ကနေချပြီးတော့ရေစစ်ထားလိုက်ပါမယ်ပြီးရင်တော့စီယိုအပူပေးမယ်စနင်းလေးထည့်ပါမယ်ကဲအခုဆိုရင်တော့ကျွန်မပဲလေးတွေကိုလောင်းချလိုက်ပါပြီရှင်ပဲလေးတွေလောင်းချပြီးရင်ကျွန်မဆက်ပြီးတော့မှွေလိုက်မယ်နောက်ပြီးတော့အဲ့လိုအနေထားလေးမှာပဲကျွန်မတို့ကအရသာစားပြထည့်ပါမယ်အရင်ကျွတ်ပြီးတော့ကျွတ်သွားတော့မှကြက်တော့မှသွားထည့်လို့မရဘူးပေါ့နော်အဲ့ဒါဆိုရင်ရတာစားပြတခြားစီဖြစ်သွားပါတယ်ဒီလိုအနေထားလေးမှာကျွန်တော်တို့ရတာစားပြလေးတွေထည့်ပါမယ်ထည့်ပြီးတော့နာမှွေပါမယ်အဲ့ဒီမှာကကျွန်တော်တို့ကပဲကြော်ကိုအနံ့မှွေးအောင်အုပ်လို့ရတာနှစ်မျိုးရှိတယ်တချို့ကကြတော့ကြက်သွန်အနီပါးပါးလေးလှီးပြီးတော့နောက်ဆုံးမှာအုပ်တယ်ဆိုတာနောက်ဆုံးမှာထည့်တာပေါ့နော်ကျမကတော့ကြက်သွန်ဖြူကိုပဲအုပ်တာကြိုက်တာဖြစ်တဲ့အတွက်ကြက်သွန်ဖြူလေးကိုအခုလိုမျိုးလေးနောက်ဆုံးမှာအုပ်လိုက်ပါတယ်ပဲသားပျော့လေးနဲ့အိမ်မှာလူကြီးတွေရှိလို့ပဲသားပျော့လေးဆိုရင်တော့အနေထားကိုကြည့်ပြီးတော့အကြာကြီးမကြော်ဘဲနဲ့ပျော့လေးချပါဒါမှမဟုတ်ကိုယ့်အိမ်ကအကျွတ်ကြော်တာပဲကြိုက်တယ်ဆိုရင်တော့ကျွတ်လေးမီးအေးလေးနဲ့ကျွတ်လေးကြော်ပါနော်ကဲသူကတော့ကစွန်းရဲ့ချင်းရည်တို့ငြူသီးစိမ့်ငပိချက်တို့ငပြာရည်ချက်တို့နဲ့တွဲဖက်စားသုံးရတဲ့ဟင်းလျာတစ်မျိုးပါအရန်လဲစားကောက်ပါတယ်လှုပ်စားကြည့်ပါအားလုံးပဲဆင်ပြေကြပါစေ